မြစ်ဆုံကိစ္စရုပ်ရှင်နေတာဗျာနော်မြစ်ဆုံကြီးပြီးသွားရင်မြန်မာပြည်မီးလင်းပြီမြစ်ဆုံကြီးတစ်ခုတုံးပြီးသွားတာမှမြန်မာပြည်တနိုင်ငံမြစ်ဆုံကတရက်စစ်တအားအကုန်လုံးရတာမှမြန်မာပြည်မှာမီးလင်းမလွယ်ဘူးတပြည်လုံးမီးလင်းမလွယ်ဘူးပေါ့မကဝက်6000အခုကိုရမှာ10ရာခိုင်နှုန်းမှရမှာကျန်တာအကုန်လုံးယူနန်ပြည်နယ်ကိုပေးရမှာအကုန်လုံးယူမယ်ဆိုတော့ကိုကဝယ်ရမှာနော်ဝယ်ရမှာလေအဲ့တော့မြစ်ဆုံကရတဲ့မဂါဝက်6ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်600လောက်တည်းဘယ်လိုလုပ်ပြီးသွားပြီးမြန်မာပြည်မီးလင်းမတော့အဲ့ဒါလည်းနံပါတ်1ချက်ပေါ့ဗျာနော်ဒါစီးပွားရေးအတွက်လည်းမတွက်ကြည့်ပါပြီးတော့မြစ်ဆုံကလည်းဒီစီမံကိန်းကြီးစောက်ကမှအကြာကြီးစောက်အောင်ပါပြီးတော့စောက်နေတဲ့အချိန်လေးမှာလည်းအဲမြစ်ဆုံတွေကရတဲ့သဘောဝတင်ရဇာတာတွေအကုန်လုံးဟာတရုတ်ကအကုန်လုံးကားနဲ့တည်မှာငါတို့ရမှာအဲမြစ်ဆုံ2အဲ့နေရာမှာတကယ်မြေရှားတပ်ထုကနေစပြီးတော့နော်ကြံတဲ့ရနိုင်တဲ့ရွှေတွေနော်သဘောဝဘယ်ခေါ်မလဲဆိုသဘောတင်ရဇာတာတွေအများကြီးရအောင်စင်ကာပူနိုင်ငံတနိုင်ငံစာလောက်တူးအောင်ပါဆိုတဲ့ခါကျတော့ခင်ဗျာမြစ်ဆုံကတာမန်ထက်တော့ပိုနေပြီနော်ခင်ဗျားတို့မြစ်ဆောင်တာမန်ထက်ပိုနေကျွန်တော်အဲ့လောက်ထိကျွန်တော်မြန်မာပြည်သားအဲ့လောက်ထိမတုံးတော့ပါဘူးဗျာနော်ခေါင်းဆောင်ကမတုံးလုံးနေတာလားကျုပ်တို့မြန်မာပြည်သားတွေကပဲတုံးလုံးနေတာလားမသိဘူးခေါင်းဆောင်တုံးလုံးနေတာလားအဲ့ဒီမြစ်ဆောင်စတူးတဲ့ကဟိုတစ်ဖက်ကတင်ရဇာတာကအများကြီးပါသွားပြီတစ်ကနေစပြီးတော့ဘောတင်ရဇာတာတွင်းထွက်တယ်အကုန်ပါပြီးသားအဲ့ဒီမြစ်ဆောင်ကရမယ့်ဟာလေသူတို့ကဘဲသားဘဲကြည့်အောင်ဖြစ်သွားပြီဗျာအဲ့မှာလည်းပါသွားပြန်ပြီပြီးတော့ရမှာလည်းကိုက10ရာခိုင်နှုန်းမြစ်ဆောင်ကပြောရမယ်ဆိုလို့ရှိရင်တော့ဦးမင်းအွန်လိုင်းနွားကြခံတာပါတကယ်ကျွန်တော်ကိုခြူတက်ပေးပါဟလာခြူတက်မကျွန်တော်ဂျိုတက်ပေးပါနော်ကျွန်တော်မှဘိုးတဖို့ပဲရှိပါတယ်နော်ကျွန်တော်ကလဘာကြပါငတုံးပါလို့သွားဝင်ခံတာနဲ့အတူတူပဲဗျာနော်တင်ရဇာတာပါသွားပြီဗျာချုပ်ထားစာချုပ်ကလည်း90နဲ့နော်90ရာခိုင်နှုန်းတို့ပေးကို100ရာခိုင်နှုန်းမရမယ်90ရာခိုင်နှုန်းပြန်ရအောင်မှကျွန်တော်နိုင်ငံတနိုင်ငံလုံးမီးမလင်းဘူးစီးပွားရေးအတွက်ဘယ်လိုများတွက်လိုက်တာလဲဗျာနော်မီးလင်းဖို့လားမီးလင်းဖို့ဆိုရင် IT ထက်ပို့ပြီးတော့ကောင်းတဲ့နေရာတွေရှိတယ်မြန်မာနိုင်ငံမီးလင်းဖို့မြန်မာနိုင်ငံမီးလင်းဖို့ကောင်းတဲ့နေရာတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် solar system တွေ wind system တွေရေရှည်အတွက်သိပ်ကောင်းတာဗျာပြီးတော့ဆိုကြလည်းနဲတယ်နော်ပြီးတော့အဲ့သွားလို့မနေရလဲစကိုင်းပြည့်ရွေ့ကျော်နဲ့ဘလောက်မှမမွေးဘူးအဲ့ဒါမှအောက်မှာရှိနေသူတွေအကုန်လုံးတေတံကြပြီးသားသူတွေဖြစ်နေပြီမြေကြီးနားမြို့တေတံကြပြီးသားခင်ဗျားတို့ဘာမှပြောမနေနဲ့စင်မူနိုင်ငံတနိုင်ငံစာလောက်ရှိတဲ့ဒံမျိုးစာမှာအဲ့တော့မြစ်ဆောင်ကနောက်တစ်ခုဗျာလုံခြုံရေးပေါ့မျိုးသားချိုးစီးပွားနဲ့မျိုးသားလုံခြုံရေးပဲကြည့်ရင်မြန်မာပြည်တရုတ်လက်ထက်ပေးထားတာလေဗျာမင်းခင်ဗျားတို့စစ်ဖြစ်ဘဲမှမပြတ်အဲ့ဒံပဲပြစ်ထည့်လိုက်မြန်မာပြည်စစ်တပ်ကရှုံသွားပြီဟိုတရုတ်ကကင်တဲ့အချိန်မှာတရုတ်ကမချင်တော့လို့ရှိရင်ရေလေးသားလေးဖောက်ချလိုက်ရတယ်အဲ့မှာရှိနေတဲ့ရုံဖြစ်ချင်တာနိုင်ငံရေးမတည်မငြိမ်ဖြစ်ချင်တာသူရေလေးသားလေးဖောက်ချတာအဲ့မှာအိမ်တွေကခေါင်မှုကပိတ်သွားပြီနော်ဆန္ဒပြမယ်ကောင်လည်းမပြရဲတော့ပြလို့လည်းရမှာမဟုတ်တော့မြစ်ဆောင်ကကျွန်တော်တို့100မီတာထက်ပိုတယ်နော်ခင်ဗျားတို့မဟုတ်သေးဘူးနော်မီးလင်းမှုဆိုတာလည်းအများကြီးပိုနေပြီဘာပေါင်းဆောင်ကကြည့်နော်သူပြောတာပေါ့နော်အဲ့ဒီမျိုးသမီးပြောတာဘာလဲလေစီမံကိန်းတိုင်းမှာတော့ဘေးထွက်ကောင်းကွက်စိုးကွက်ရှိပါလေကောင်းကွက်များရင်လောက်အောင်မှာကောင်းကွက်ကဘယ်နေရာမှာသွားများတာလဲဘာကောင်းကွက်မှမရှိဘူးရတာ10ရာခိုင်နှုန်းမြန်မာနိုင်ငံမီးလင်းမှာဟုတ်ပါဗျာနော်ဘာကောင်းကွက်မှမရှိဘူးညီကိုမောင်နှမများနော်ဟုတ်တယ်တင်ရဇာတာတွေကရေအောက်ရောက်သွားမှာတင်ရဇာတာရေအောက်ရောက်သွားတာမဟုတ်အဲ့တင်ရဇာတာအရင်ကတူအောင်မှာမြစ်ဆုံစောက်တာဘယ်လောက်ကြာမယ်မှတ်လဲအကြာဟိုက်ကြာအောင်မှာအဲ့ဒီတူးနေတဲ့အချိန်တွေမှာရှိတဲ့တင်ရဇာတာအကုန်လုံးပါသွားပြီသူတို့အမှအရင်ကကြေနေပြီနော်မြေရှားရင်လည်းတော်တော်များအဆင်ပြေသွားပြီအဲ့တော့ညီကောင်မောင်နှမတွေရဲ့ကြီးကြပါအောင်ခုတော့နော်ရေကာတာပြိုကြရင်ဘာဖြစ်နိုင်မလဲဆရာတဲ့အောက်မှာရှိသမျှမြို့တွေအကုန်လုံးမိသားစုတွေအားလုံးအသက်အိုးအိမ်စီးရင်သွားလိုက်ပြီတေပြီးသားမှတ်တော့ခင်ဗျားတို့တေတန်ကြာပြီးသားဖြစ်သွားပြီပြီးတော့မြန်မာနိုင်ငံကလုံခြုံစိတ်ချတဲ့နိုင်ငံမဟုတ်ဘူးငလျင်ကြောပေါ်မှာတည်ရှိနေတာခုဆိုငလျင်တွေကတဘာလုံးလှုပ်တာတွေ့ရတဲ့အတိုင်းပဲဟိုတနေ့ကဗင်နီဇွဲလားမှာလှုပ်သွားတယ်ဟိုတနေ့ကမက္ကဆီကိုမှာလှုပ်သွားတယ်ငလျင်ကြောရှိဟိုတနေ့ကဂျပန်မှာလှုပ်တယ်မြန်မာလည်းငလျင်ကြောပေါ်မှာလေခံတခါလဲခံပြီးအဲ့လည်းမမှတ်ဘူး
ရေထုတယ်ဒီလောက်ကြီးကိုထိန်းရမှာလေစဉ်းစားအောင်ခင်ဗျားတို့မြစ်စုံကိုလိုချင်တာတရုတ်ကအဲ့ဒီရေအားလျက်စစ်ထက်တော့ပို့မယ်ထင်ပါလေဗျာနော်ရေအားလျက်စစ်တစ်ခုတည်းတော့မဟုတ်တော့ဘူးမဟုတ်လားအဲ့တော့ကြောင့်မလို့တော့မီးလင်းမှုဆိုတခြားလုပ်စရာအများကြီးရှိပါဒီထောင်ကောင်းသေးတယ်ဗျာဒီထောင်ရနိုင်သေးတယ်ဒီထောင်မှာ sustainable ဖြစ်သေးတယ်တခြားနီးလန်းနေတခြားလုပ်စရာအများကြီးရှိပါတယ်တခုခုတော့လွဲနေပြီနော်ခင်ဗျားတို့မြစ်စုံကိစ္စကတော့သူမြစ်စုံကိုပြန်ပြီးလုပ်မယ်ကျွန်တော်ကြည့်ရတာဒေါန်ဆန်းစုကြည်တို့စီကနေပြီးတော့အာနာအတင်းအာဓမဥမင်းအွန်လိုင်းဝင်သိမ်းလိုက်တယ်ဝင်ထိန်းလိုက်တယ်ဆိုတာကတရုတ်ကခိုင်းစေမှုတွေဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့စီမံကိန်းတွေဒေါန်ဆန်းစုကြည်တို့ရဲ့လက်ထက်မှာကောင်ထည်ဖော်မှုတွေဆောင်ရွက်မှုတွေလုံးဝအားနည်းတယ်ဘာကြောင့်လဲဆိုတော့ပြည်သူအတန်ကိုနားထောင်တယ်ပြည်သူအစိုးရဆိုတဲ့ခါကျတော့ပြည်သူအတန်ကိုနားထောင်တယ်အဲ့တော့ဒါကိုတရုတ်ကမလိုလားဘူးတရုတ်ကပြည်သူအစိုးရမလိုလားဘူးတရုတ်ကသူ့ရဲ့သူလှုပ်ချင်တာတွေအားလုံးအတွက်သူကိုသူနှဖားကျိုးထိုးလို့ရမယ်သူ့ရဲ့အုပ်ချုပ်ရေးမှုတော့ပဲလိုချင်တာအဲကြောင့်မြန်မာနိုင်ငံကိုဒါမျိုးဖြစ်သွားတာဦးမင်းအွန်လိုင်းရဲ့နောက်မှာတရုတ်လုံးဝရှိမယ်လို့ကျွန်တော်ယူဆတယ်ဦးမင်းအွန်လိုင်းနောက်မှာစစ်တပ်မရှိဘူးကြည့်လေဗျာစစ်တပ်ကားတဲ့ဟိုဘာမှမဆိုဘဝပြတ်နေအားလုံးဟိုစစ်သားမိသားစုတွေတေးကြီးနော်ငိုယူပြီးတော့ဒုက္ခရောက်နေချင်ဦးမင်းအွန်လိုင်းဘာလုပ်နေလဲရုရှားတို့တရုတ်တို့သွားပြီးတော့မော်ဖူးနေရတယ်ပေါ့အဲ့တော့သူ့နောက်မှာစစ်တပ်လည်းမရှိပါဘူးသူ့နောက်မှာပြည်သူလည်းမရှိဘူးဘယ်သူမှမရှိဘူးသူ့နောက်မှာတရုတ်ပဲရှိတယ်အဲ့တော့တရုတ်ကနေအုပ်ချုပ်ရေးမှုခန့်ထားတဲ့အပေါ်ကနေဓာတ်ရိုက်ခန့်ထားတဲ့မြန်မာနိုင်ငံဖြစ်နေတယ်အာနာတရားနာမှာလူယူတာပါနော်တရားနာမှာဝင်ထိန်းနေဝင်လူယူတယ်ပေါ့ဗျာခင်ဗျားတို့လည်းဒီလောက်ဆိုအကျဉ်းနဲ့တင်ပါနော်နောက်ကွယ်လည်းမဲတရုတ်ဖြစ်နေတယ်ဟုတ်တယ်အဲ့တော့ဝင်းမချိနဲ့ဗျာကျွန်တော်ထောက်ထားရင်လည်းပြောမယ်မြန်မာနိုင်ငံအာဏာကိုအတင်းအဓမ္မဝင်လူယူလိုက်တဲ့အချိန်မှာပထမဦးဆုံးထောက်ခံတဲ့နိုင်ငံတရုတ်ဖြစ်တယ်ဘယ်လိုထောက်ခံလဲဆိုမြန်မာနိုင်ငံမှာတဲ့ဒါအာဏာ shuffling လောက်တာပေါ့ဆိုလိုချင်တာကပထမဦးဆုံးတရားဝင်အသိမဲ့ပြုတာတရုတ်ဖြစ်နေတာဆိုလိုချင်တာကဒါကို तू ကကြိုက်လေပဲဒေါန်ဆန်းစုကြည်အစိုးရကပြည်သူကြည့်တယ်ပြည်သူကမလုံနဲ့ဆိုတော့မလုံဘူးအဲ့တော့သူလိုချင်တဲ့စီမံကိန်းတွေကိုအကောင့်ထဲပေါ်ပေးနိုင်မဲ့အစိုးရဒေါန်ဆန်းစုကြည်အစိုးရမဟုတ်ဘူးဆိုတာသိတယ်နောက်ထပ်9နှစ်ဆိုဘလုံးမဖြစ်နိုင်မှာအဲဒါကြောင့်ဒေါန်ဆန်းစုကြည်အစိုးရပြုတ်ဖို့အတွက်ကိုအာဏာအတင်းလူယူဖို့အတွက်အခွင့်အရေးပေးတာတရုတ်ကနောက်ကနေပါနေပြီလို့ပြောလို့ရဒါကတခုပေါ့ဗျာနော်နောက်ထပ်ဘယ်နေရာမှာထပ်ကြည့်နိုင်သေးဆိုတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြီးရအချိန်မှာဒါငါနဲ့သူနဲ့ကြားမှာနားလည်မှုယူထားပြီးသားဒါငါတို့နဲ့ညှိနှိုင်းပြီးတော့ဖြစ်လာတာဆိုတဲ့ခါကျတော့မြန်မာပြည်ရဲ့ဒီရွေးကောက်ပွဲဟာတရုတ်ကလိုသလိုတရုတ်ကနေပြီးတော့ကျင်းပခိုင်းလို့ကျင်းပရဆိုပုံစံမျိုးဖြစ်လာတယ်ဒါတင်းရှူကျွမ်းကိုယ်တိုင်ပြောသွားတဲ့ကိစ္စတွေအဲ့နှစ်ချက်ပဲကျွန်တော်ပြောနေနော်ဟိုကြားဖြန့်ခေါင်းဆောင်တွေမှာလည်းမြန်မာနိုင်ငံသားတွေကိုတရုတ်လွှဲပေးရတာဒါကလည်းနောက်တစ်ချောင်းဒီကျွန်တော်တို့ရှမ်းမြောက်မှာလည်းဘယ်သူဗမာနေဘယ်သူဗမာနေဆိုပြီးတော့စစ်တပ်ကလည်းဗမာနေဆိုပြီးပြောနိုင်တာတရုတ်အဲ့တော့အချက်လက်ကဘယ်လောက်ရှိနေတော်တော်များနေပြီနော်အဲ့တော့ဒီဥမင်းအွန်လိုင်းဟာတရုတ်ရဲ့အုပ်ချုပ်ရေးမှုတယောက်ဖြစ်နေသူ့နောက်မှာစစ်တပ်မရှိဘူးပြည်သူမရှိဘူးသူ့နောက်မှာတရုတ်ပဲရှိတယ်နော်အဲ့တော့မြန်မာနိုင်ငံဟာတရုတ်ရဲ့အိမ်သာဖြစ်နေအိမ်သာဇိုးဖြစ်နေပြီတရုတ်ရဲ့နောက်ဖွေးချောင်ဆိုတော့မှပဲနော်တရုတ်ရဲ့အိမ်နောက်ဖွေးဆိုတော့နားလည်ပြီးလို့ရတယ်တရုတ်အိမ်နောက်ဖွေးဆိုတာဘာလဲဆိုတော့တရုတ်ကအိမ်နောက်ဖွေးဈေးဆိုင်ဒီရောပြအပင်လေးပါလေးစိုက်မယ်ကိုအိမ်နောက်ဖွေးကိုဘယ်သူကတော့ဟလာဖြစ်ကစားထားမလဲအပင်လာစိုက်မယ်ရတဲ့အပင်ကိုစားမယ်ဒါကိုယ့်ရဲ့အိမ်နောက်ဖွေးလို့သဘောထားတာပေါ့တရုတ်ကမြန်မာအိမ်နောက်ဖွေးလို့သဘောထားတာမဟုတ်တရုတ်ကမြန်မာကိုချီးကိုအိမ်သာလို့သဘောထားတာအခုမြန်မာဟာတရုတ်ရဲ့ချီးကိုအိမ်သာဖြစ်နေပြီအဲ့တော့တရုတ်နိုင်ငံသားတွေကဟိုတုန်းက one child policy ရှိတာ哦မိသားစုတစုမှာတယောက်ပဲကလေးယူလို့ရမယ်အဲ့ဒီအချိန်မှာလည်းတရုတ်နိုင်ငံသားတွေက main ကလေးဆိုမယူယောက်ျားလေးဆိုယူတယ်အဲ့တော့တရုတ်မှာယောက်ျားလေးကတအားများပြီးတော့ main ကလေးကနည်းနေအချိုးစားမများအဲ့တော့တရုတ်ယောက်ျားလေးတွေအခုကအိမ်အောင်မရနိုင်တဲ့ကိစ္စမျိုးတွေဖြစ်နေအဲ့တော့အခုမြန်မာနိုင်ငံမှာမြန်မာ main ကလေးတွေကိုတရုတ်မယားဖြစ်ဖို့အတွက်ပွဲစားတွေကမြူဆွဲနေပြီမြူဆွဲပြီးတော့အခုလိုက်ပြီးတော့ဆက်ပေးနေရတယ်ရှိနေပြီစီးပွားရေးတွေကမကောင်းမြန်မာနိုင်ငံကိုဗျာစီးပွားရေးဒီလိုကြက်တဲတဲ့အချိန်မှာတော့ထမင်းစားဖို့တော့မှနိုင်နေဗျာကိုသားသမီးကိုတော့မှစစ်မှုထမ်းရောင်းစားနေမိပါတယ်ရှိနေတယ်
ကိုသားသမီးကိုအခုတရုတ်မယားရောင်းစားတဲ့ဘဝတွေရှိနေပြီအဲ့တော့အခုတရုတ်တွေကကျွန်တော်တို့မြန်မာပြည်သားတွေမြန်မာမာလေးတွေကိုအဲ့တော့တရုတ်ကမြန်မာနိုင်ငံရွှေကိုယူသည်ငွေကိုယူသည်လူကိုယူသည်ပြီးတော့လို့ရှိရင်တရုတ်ကမြန်မာနိုင်ငံသူ့ရဲ့ချီယိုအိမ်သာဖြစ်သဘောထားနေပြီအဒီထက်ပိုပြီးဆိုတာတော့ဗျာကြားဖြတ်ဆိုလို့ရှိရင်မြန်မာနိုင်ငံတရုတ်နိုင်ငံသားတွေရဲ့တကယ်ကြားဖြတ်နေခိုးလုံးရကြားဖြတ်နိုင်ငံကြီးဖြစ်နေပြီကျွန်တော်နိုင်ငံအဲ့တော့ကြားဖြတ်နိုင်ငံတရုတ်လူလိန်တွေရောက်လာတော့ကျုံမြန်မာအစိုးရဒီအာဏာပိုင်အစစ်စစ်မှလည်းလူလိန်တွေဖြစ်ကုန်တာဗောဗျငွေကြေးစံဘယ်သူမှမရှောင်နိုင်ဘူးလေဗျကြားဖြတ်သူတို့ကိုယ်တိုင်ပူပေါင်းပြီးလုံရင်လုံသူတို့ကိုယ်တိုင်ပူပေါင်းပြီးမလုပ်လို့ရှိရင်ငွေကြေးယူပြီးတော့လှုပ်ပေးအဲ့တော့မြန်မာနိုင်ငံကတရုတ်ရဲ့ဒီဒဏ်ကိုအလူးလဲခံနေရပြီနော်တရုတ်ရဲ့ချီကိုအိမ်သာဖြစ်နေပြီနောက်အိမ်တော်ဖေးမဟုတ်ဘူးနော်အိမ်တော်ဖေးဆိုတော့ကောင်းကောင်းထားတယ်ချီကိုအိမ်သာကတော့တည့်ရတိုင်းပေါ့ဗျာနော်ဘိုင်းနာရဲ့လာမယ်ဘိုင်းနာယူရင်ဘိုက်ပါဆိုဖြစ်သွားတဲ့အခြေအနေမျိုးဖြစ်နေပြီဟုတ်တယ်တရုတ်ဒါကအရှိတရားရင်ပြောရတာပါကိုမောင်တော့ပွဲဖြစ်နေပြီတဲ့တီးမင်္ဂလာကစားကိစ္စဟုတ်လားကိုမောင်ရေတဲ့မြင်ကွန်းရဲလေးအကြောင်းသိသလောက်ပြောပြပေးပါဦးဒါမသိသေးလို့ပြရတယ်လေ့လာပြီးပါမယ်နော်တက်မိသားစုတွေစဉ်းစားပေးနေမှန်တယ်တရုတ်အိမ်ကအိမ်မွေးခွေးလေးပါနော်အိမ်မွေးခွေးဆိုကောင်းကောင်းထားတယ်အိမ်မွေးခွေးလို့မထားချီကိုအိမ်သာလို့သဘောထားတာနော်မစင်မှန်သမျှအညစ်အကြေးမှန်သမျှဒီမှာလာဆက်တာတရုတ်ကနေပြီးရောင်းမကုန်တဲ့ဒီ EV ကားတွေဘယ်မှမသုံးနော်သူများနိုင်ငံမှာတခါလဲကနေဒါအောင်မှပဲသူတို့နောက်ဆုံးပဲအမေရိကန်နဲ့ခွာပြေးပြီးတော့မှသာလေတရုတ်ရဲ့ EV ကားတွေလက်ခံလာတာတရုတ်က EV ကားတွေအမေရိကန်မှာလည်းလက်မခံဘူးဥရောပကလည်းစီးစစ်တယ်အဲ့တော့တရုတ် EV ကားဈေးကွက်ကဈေးရမ်းချိုတယ်ချိုတဲ့ခါကျတော့တရုတ်လဲကြိုးထမ်းပေးရတာကျွန်တော်တို့မြန်မာပြည်သားဦးမင်းအောင်ကလဲကြိုးထမ်းပေးတာ EV ကားနဲ့တခါလဲတက်ကြွနေတာအမှန်တကယ်ကတော့အဲ့ဒါတရုတ်လဲကြိုးထမ်းပေးဖို့ဒါအရှိတရားတွေနော်ခင်ဗျားတို့ကျွန်တော်စိတ်မကောင်းဘူးမြန်မာနိုင်ငံရဲ့တော့နော်တရုတ်ချယ်လေအနေနဲ့အကြားဖြန့်ခိုင်းတယ်တရုတ်ကအာဏာရှင်တွေရဲ့မိသားစုတွေကတယောက်အကျိုးစီးပွားကိုထိပါလူယူတဲ့အခါမှာသာတရုတ်ကိုတွန်းလှန်နိုင်ပါလိမ့်မယ်တဲ့အဲ့လိုမဟုတ်ရင်တော့တေချာမြန်မာနိုင်ငံတရုတ်ကျွန်းဖြစ်နေမှာကျင်းသေးတယ်အောက်ခြေစစ်သားတွေရဲ့ဘဝတနာစရာကိုမောင်ရင်တဲ့ခေါင်းကြီးတွေလှုပ်ရှားနေကြတာ